တရက်နှစ်ကြိမ်ထက်ကိုပို့ပြီးတော့လုံးဝမသုံးပါနဲ့တရက်နှစ်ကြိမ်သုံးနည်းမှန်မှန်လေးပဲသုံးပြီးဖို့လိုအပ်ပါတယ်ရှင်မြို့သမီးတွေရဲ့ private area ဆိုတာအလွန်တရာမှကိုနူးညံ့တဲ့အတွက်ခြားတော့ဆက်ပြာရည်ခြားတော့သက်စင်စိတ်ရည်နဲ့စီးကြောမယ်ဆိုလို့ရှိရင်လည်းတရက်နှစ်ကြိမ်ထက်ပို့ပြီးတော့မသုံးဆွဲသင့်ပါဘူးရှင်တရက်နှစ်ကြိမ်ထက်ကိုပို့ပြီးသုံးဆွဲမယ်ဆိုရင်အမြို့သမီးတွေရဲ့ private area မှာရရနာတွေပို့ပြီးတော့ဖြစ်လာစေနိုင်ပါတယ်ရှင်ဒီအန်တူတဘောကြောက်ချင်စပြလေးကိုကြောက်ချင်နဲ့ရှားဆောင်ချိန်ခံပြီးထုတ်လုပ်ထားပေးပြီးတော့ဘေးထွက်ဆိုးကျိုးမရှိအောင်တတ်နိုင်ဆုံးထုတ်လုပ်ပေးထားပါတယ် FDA ရထားပြီးသားပါမာယူခြင်းနဲ့ဆိုရင် Viber နဲ့ဖုန်းနံပါတ်ကနေဆက်သွယ်ပြီးတော့မာယူရရှိနိုင်ပါတယ်ရှင်တရက်နှစ်ကြိမ်ထက်ကိုပို့ပြီးတော့လုံးဝမသုံးပါနဲ့တရက်နှစ်ကြိမ်သုံးနည်းမှန်မှန်လေးပဲသုံးပြီးဖို့လိုအပ်ပါတယ်ရှင်မြို့သမီးတွေရဲ့ private area ဆိုတာအလွန်တရာမှကိုနူးညံ့တဲ့အတွက်ခြားတော့ဆက်ပြာရည်ခြားတော့သက်စင်စိတ်ရည်နဲ့စီးကြောမယ်ဆိုလို့ရှိရင်လည်းတရက်နှစ်ကြိမ်ထက်ပို့ပြီးတော့မသုံးဆွဲသင့်ပါဘူးရှင်တရက်နှစ်ကြိမ်ထက်ကိုပို့ပြီးသုံးဆွဲမယ်ဆိုရင်အမြို့သမီးတွေရဲ့ private area မှာရရနာတွေပို့ပြီးတော့ဖြစ်လာစေနိုင်ပါတယ်ရှင်ဒီအန်တူတဘောကြောက်ချင်စပြလေးကိုကြောက်ချင်နဲ့ရှားဆောင်ချိန်ခံပြီးထုတ်လုပ်ထားပေးပြီးတော့ဘေးထွက်ဆိုးကျိုးမရှိအောင်တတ်နိုင်ဆုံးထုတ်လုပ်ပေးထားပါတယ် FDA ရထားပြီးသားပါမာယူခြင်းနဲ့ဆိုရင် Viber နဲ့ဖုန်းနံပါတ်ကနေဆက်သွယ်ပြီးတော့မာယူရရှိနိုင်ပါတယ်ရှင်